လာပါမင်္ဂလာမရှိပြီမင်္ဂလာပါ TikTok အကောင့်ကပြုတ်သွားတာပြုတ်သွားတာကိုပြန်ဖွင့်ထားတာပြင်းပြင်းနဲ့မဖွင့်မဲနေတာကိုအခုပြန်ဖွင့်ထားတာလေးဖုတ်မယ်အမှန်ငလင်းအကြောင်းဖုတ်မှာမဟုတ်ပါဘူးငလင်းကမြေပြင်မှာလဲကိုလဲရှိတာမဟုတ်ဘူးဆိုတော့လှူနိုင်တာကိုလှူလိုက်တာပေါ့နော်ကိုလှူနိုင်တာကိုလှူလိုက်တယ်ဆိုတော့ငလင်းအကြောင်းပြောစရာမရှိဘူးပြောပြမယ်နဲ့မနှင်းညကလေးပြောမလို့လေအဲ့ဒါလေပြည်ပရောက်တဲ့မြန်မာတွေပေါ့especially Oman ကတော့ကျွန်တော်က Oman တို့ Dubai တို့တော့မပြောတတ်ဘူးဗျအလံဝေးတော့လေထိုင်းနဲ့စင်ကာပူမှာများသောအားဖြင့်ရောက်နေပြီးတော့အလုံးလုံးနေတဲ့မြန်မာတွေပေါ့ especially ဗမာလို့ဆိုရင်တော့အိမ်ပေါ်လို့အိမ်အကူလို့ခေါ်မှာပေါ့နော်အိမ်အကူလုပ်ငန်းပေါ့အိမ်အကူလုပ်ငန်းကိုလုပ်နေတဲ့သူတွေကိုလေပြောချင်တာအမှန်တိုင်းပြောရင်တော့ကျွန်တော်အဲ့လိုမျိုးတွေမြင်လေစိတ်ကမကောင်းစိတ်ကမကောင်းဟိုပြောရမယ်ဆိုရင်များဟိုကျွန်တော်ကကြီးတိကျတဲ့ဇီတိတစလေသမားဆိုတော့ကိုယ့်လူမျိုးတွေကိုအိမ်အကူလုပ်ငန်းလုပ်ရတယ်ဆိုရင်တောင်သူများလူမျိုးတွေစီမှာနော်တခြားနိုင်ငံမှာတခြားလူမျိုးတွေရဲ့စားဖန်ဖြစ်နေအိမ်ကူဖြစ်နေဗျာအဲ့လိုမျိုးလုပ်နေရတာတွေကိုကျွန်တော်သဘောမကျတော့ကျွန်တော်ကပြောမယ်ဆိုနည်းနည်းပါးပါပေါ့နော်နည်းနည်းပါးစီးပွားရေးလုပ်တတ်တဲ့သူဆိုတော့အကြံလေးတွေပေးချင်တာကိုနဲ့နီးစပ်တဲ့သူတွေနဲ့စကားပြောမိရင်အကြံပေးဖြစ်ပေမဲ့အခုအများနဲ့အကြံပေးချင်တာပေါ့နော်အဓိကကတော်တော်များများက100မှာ69ယောက်က online ကောင်းကောင်းသုံးတတ်တယ်အင်တာနက်ကောင်းကောင်းသုံးတတ်တယ်ဒီအိမ်ပေါ်လုပ်ငန်းအိမ်အကူလုပ်ငန်းအပြောဆိုလွဲသွားရင်လည်း sorry เนาะအိမ်အကူလုပ်ငန်းလုပ်နေတဲ့သူတွေကအင်တာနက်ကောင်းကောင်းသုံးတတ်တယ်ဆိုတော့စင်ကာပူရောထိုင်းမှာရောပေါ့เนาะကျွန်တော်ကဘလို့အကြံပေးချင်တာလဲဆိုတော့ try ကြည့်ပါဒီကိုရတဲ့ပတ်စံလေးတွေကိုနည်းနည်းပါးပါးစုပြီးတော့အရင်ကြီးအများကြီးမလို့အရင်ကြီးနည်းနည်းနဲ့စလို့ရတဲ့ကိုပိုင်လုပ်ငန်းကိုစမ်းပြီးလုပ်ကြည့်เนาะကိုပိုင်လုပ်ငန်းမသိရင်ဘာလုပ်ရမှာလဲဘလို့လုပ်ရမှာတော့ဘာညာတအားကြီး seriously အကြီးကြီးစဉ်းစားစရာမလိုကိုကမျက်စိဖွင့်နားဆွင့်တချို့ဆိုကျွန်တော်တို့ထက်အများကြီးလဲပါတယ်လဲဝဲရှိပါတယ်เนาะကျွန်တော်တို့မသိတဲ့သတင်းတွေကိုသိတယ်ကျွန်တော်တို့မသိတဲ့အကြောင်းအရာတွေကိုသိတယ်အဲ့လိုမျိုးလဲဝဲတွေရှိပါတယ်တချို့ကြတော့လေတာကတခြားနေရာမှာသွားလဲနေတာအသုံးကောင်းကိုရဲ့မှဒီ social media အသုံးပြုတတ်တဲ့ skills ကိုကောင်းပေါ့ useful ဖြစ်အောင်ကောင်းလေးအသုံးမချတတ်ကြတာအဲ့တော့အားလုံးကိုကျွန်တော်အနေနဲ့เนาะအကြံပေးချင်တာကတော့ကိုယ်ပိုင်အလုပ်ကလေးလုပ်စလုပ်ကြည့်အခုလက်ရှိအိမ်အကူ service တွေဘာတွေလုပ်နေရင်းနဲ့အဲ့တော့ဘယ်ဟာကိုတွဲလုပ်လို့ရမလဲကိုကဘယ်အချိန်ကိုအားလဲကိုဘယ်အချိန် internet သုံးလို့ရလဲအဲ့လိုသုံးလို့ရတဲ့အချိန်မှာငါဘယ်လုပ်ငန်းကိုလုပ်ကြည့်ရင်ကောင်းမလဲဆိုပြီးတော့လုပ်ကြည့်လိုက်ဟိုဆုံးရှုံးသွားရင်တောင်ဘာမှမဖြစ်နဲ့အမှန်ပုံမှန်တော့ဆုံးရှုံးစရာအကြောင်းတော့မရှိပါဘူးသိလားဆုံးရှုံးစရာအကြောင်းမရှိဘူးနည်းနည်းလေးဖြစ်စပြီးလုပ်ကြည့်အလုံးတစ်ခုကလေစလိုက်ဖို့ပဲလိုတာစာလုံးရေးစလိုက်ဖို့ပဲလိုတာဒုံးဆိုကျွန်တော်ဆိုရင်များကျွန်တော်အကြောင်းသိတဲ့သူတွေဆိုရင်တော်တော်များသိတယ်ကျွန်တော်ဆိုရင်အလုပ်ကိစ္စတစ်ခုလုပ်မယ်လို့ခေါင်းထဲမှာဖြတ်ဆိုပြီးတော့ဖက်ဆိုဖြစ်လိုက်ပြီဆိုတော့ကျွန်တော်လုပ်ပြီးသွားရင်အဲ့လိုမျိုးပေါ့နော်အလုပ်တစ်ခုကျွန်တော်ဆိုရင်ကျွန်တော်ဒီလုပ်ငန်းပေါ့နော်အခုရွှေနဒီပြောမယ်ဆိုရင်တော်တော်များများသိရွှေနဒီပိုင်ရှင်ဆိုပြီးတော့ရွှေနဒီဒီအလားကုန်လုပ်ငန်းနဲ့ဒီရတနာလုပ်ငန်းပေါ့နော်ပိုင်ရှင်ဆိုပြီးသိကြတယ်လုပ်ငန်းစလုပ်တော့ဟိုးအရင်ကတော့ဒီ guide လုပ်တာတွေဒီ ID သမားတွေ network engineer လုပ်ခဲ့တာတွေပါတယ်လူတိုင်းသိရတယ်ဒါပေမဲ့ဒီလိုမျိုးအယောင်းဝယ်လုပ်ငန်းလို့ပြောရမှာပေါ့နော်အယောင်းဝယ်လုပ်ငန်းစလုပ်တဲ့အချိန်မှာmaybe online shop တွေပါတယ်စပြီးတော့လုပ်တဲ့အချိန်မှာကဒီရွှေနဒီက2018မတိုင်ခင်2019နှစ်စန်း16နှစ်ကုန်လောက်ပေါ့နော်2016နှစ်ကုန်လောက်မှာကျွန်တော်စပြီးလုပ်တာ2016လောက်မှာအဲ့ဒီတော့ကကျွန်တော်ဆိုရင်2016လောက်တုန်းကအရင်ကြီး8000လားမသိဘူးပတ်စံဝင်အရင်ကြီး8000နဲ့စခဲ့တာပေါ့နော်8000လောက်ပဲအဲ့လောက်ပဲတောင်းကနေမဲ့တသိန်းမပြည့်ဒါပေမဲ့ကျွန်တော်ကကျတော့ဈေးရောက်တာဝါသနာကိုပါတာကျွန်တော်မွေးရပါဝါသနာကျွန်တော်ဦးဝဲလေးကလေးပူစုခယူကျွန်တော်ဘေဘီဘဝကလေးကျွန်တော်ဈေးရောက်တာအရန်ဝါသနာပါတာကျွန်တော်ကကျွန်တော်ဝါသနာကိုကျွန်တော်ကအလုံးတစ်ဖက်နဲ့လောက်တာ
ကျွန်တော် guide လုပ်တယ်ကျွန်တော် network engineer လုပ်တယ်ကျွန်တော် computer service လုပ်တယ်အဲ့လိုလုပ်နေရင်းနဲ့ကျွန်တော်ဈေးရောက်တာကျွန်တော်အပျော်ပေါ့နော်ကျွန်တော်အပျော်ပေါ့ဝါသနာပါတာလေဝါသနာပါလို့လုပ်ရင်းနဲ့ပြောမယ်ဆိုရင်တော့မစိုးစလောက်အောင်မြင်သွားတယ်ဆိုပါစို့ဗျာအဲ့ဒီမှာ2018မှာရွှေနေရီကိုစပြီးတော့လှုပ်ဖြစ်သွားတာအလုံးတစ်ခုကလေစလှုပ်ဖို့ပဲလို့တာစဖို့ပဲတော်များသိပါတယ်ငပိတောင်းရောင်းနေတဲ့ဟိုဘာလဲငပိတွေနင်းနေပြီးစမ်းပအိုးမလားပလောင်မလားငပိတွေနဲ့ထမင်းတွေနဲ့နင်းနေပြီးစားရင်းနဲ့သူ့ရဲ့ငပိတောင်းကြီးကိုရောင်းတာလေရောင်းရင်းနဲ့လက်မလဲတော့ရွှေတပိတ်တာလောက်သူဝတ်သွားရပြီထားရလားမသိဘူးဟုတ်တယ်မလားသူကလည်းကလေးထိန်းတာတယ်ပြောချင်တာကလေအလုံးတစ်ခုကိုမိုင်ဘယ်ချိန်တော့လောက်မှလဲအဲ့လိုမျိုးလေ reason တွေပေါ့နော်ဘလို့လောက်မှလဲအချိန်မှမရှိတာသူတို့မအားဘူးဘလို့မှတွဲလုံးလို့အဲ့လို reason တွေပေးနေတဲ့သူကတော့တစ်သလုံးသူတေသွားတဲ့အထိတစ်သလုံးအောင်မြင်မှာမဟုတ်ဘူးတစ်သလုံးအဆင်ပြေမှာမဟုတ်ဘူးအဲ့တော့လှုပ်ချင်တဲ့သူကလှုပ်တကယ်လှုပ်ချင်တဲ့သူကသူ့မှာ reason မရှိဘူးသိလား reason မရှိဘူးလှုပ်တယ်ဖြစ်အောင်လှုပ်တယ်သိလား reason မရှိဘူးဖြစ်အောင်လုပ်တယ်အဲ့တော့စင်ကာပူဆိုလဲစင်ကာပူကနေမြန်မာနိုင်ငံကိုဘလို့မျိုးဟာမျိုးတွေကုံသွေးပြီးတော့အလုပ်လုပ်ရင်ဟိုရောင်းချရင်ကောင်းမလဲမြန်မာပြည်ရောက်တော့မှအင်းဟိုဟာပေါ့နော် instock နေနဲ့ရောင်းမလားဒါမှမဟုတ်ကိုကငွေမတက်နိုင်ဘူးဈေးကြီးပစ္စည်းတွေရောင်းချင်တယ်ဆိုလဲ pre-order အနေနဲ့ pre-order prepaid ဆိုပြီးရောင်းလို့ရတယ်လေဥပမာဆိုရင်နမူနာဆိုရင်ဒါကျွန်တော်သိတဲ့အလိုင်းကိုပြောပြရမယ်ဆိုမှ perfume တွေဆိုပါဆိုရေမွေးတွေဆိုရင်ကျွန်တော်မှာ tester တစ်လုံးရှိရယ်အဲ့ဟိုဟာလေး Versace Blue Dylan Blue ဟိုဟာလေး Dylan Blue ကို tester ဝယ်ထားတာဆိုတော့အဖုံးမပါဘူးဈေးတက်တာဆိုကိုလည်းစမ်းကျင်တယ်ဆိုပြီးဝယ်လိုက်တာဒါပေမဲ့ကိုရောက်ဒီကိုရောက်တော့မှ Blue ကိုကြိုက်လည်းမကြိုက်ပါဘူး Blue ရဲ့အနံ့ကိုလည်းမကြိုက်ဘူးဒါပေမဲ့ဒီမြန်မာနိုင်ငံနဲ့ဒီဘန်ကောက်နဲ့စင်ကာပူနဲ့ဒီ၃နိုင်ငံမှာဘာတွေလုပ်လို့ရလဲဆိုအဲ့လို tester version တွေရောင်းလို့ရတယ် tester ဆိုတော့ဈေးတက်တာတယ်တော်တော်များများလဲဒီရေမွေးလောကမှာနာမည်ကြီးနေတဲ့သူတွေဆိုလဲဟိုငွေကြိုယူတယ်လေအဲ့လိုငွေကြိုယူပြီးတော့ဝယ်ပေးတာမျိုးကိုယ့်ရဲ့ဆွေမျိုးကိုယ့်ရဲ့မိတ်ဆွေတွေကိုဝယ်ပေးတာမျိုးသိလားကျွန်တော်ဆိုအရင်တော့ကဗျာမသိဘူးဆိုတော့ကျွန်တော်ရှာတာမတွေ့ဘူးပေါ့နော်မတွေ့တဲ့ခါကျကျွန်တော်ဆိုရင်coffee တွေကစင်ကာပူမှာတောက်တာမြန်မာပြည်ကိုရောက်တာစင်ကာပူကနေမြန်မာပြည်ကိုရောက်ပြီးတော့မြန်မာပြည်ကနေခုမဲဆောက်ကိုတဲကျွန်တော်တို့ coffee တွေကိုအဲ့လိုအစင်မှာတောက်တယ်ဂျပန်နေပြီးမြန်မာပြည်ကိုမှာတောက်တယ် coffee ဆိုလေဂျပန်နေမြန်မာကိုမြန်မာနေပြီးတော့မဲဆောက်ကိုတဲအဲ့လိုမျိုးအစင်တွေတဲပြီးကျွန်တော်ကြိုက်တဲ့ဟာဆိုရင်အဲ့လိုတကမာလုံးကဟာတွေပဲ့ပြီးဝယ်တာပေါ့နော်ပဲ့ပြီးဝယ်မြန်မာပြည်ကနေတစင်တဲရင်တရားလို့စီတခါလေ transit မျိုးနဲ့ပေါ့နော်ကျွန်တော်တို့လူတွေအများကြီးရှိပါပဲလေဒီလားအဲ့တော့ပြောချင်တာကဘာလဲဆိုတော့အလုံးတစ်ခုကိုစလုပ်ကြည့်ကိုငွေအမသိရဲ့အရင်ဒီမှမရှိရငွေမှမရှိရငွေကအကုန်ပေးလဲရတာအဲ့ကိုမှအရင်ဒီမှတပြားမှမရှိရအမှဒီခက်ကပိုတောင်းအရင်ဒီမရှိပဲလောက်ရတာလွယ်သေးရဲ့သိလားအရင်ဒီပိုတောင်းမလို့ဟဲမသိမလို့လားမလို့ social media မှာကိုယ့်ရဲ့ icon ကိုကောင်းကောင်း create လုပ်ထားတဲ့သူဆိုရင်အရင်ဒီမလို့ဘယ်လုပ်ငန်းမဆိုဟိုထူးထူးဆန်းဆန်းမဖြစ်နဲ့ကျွန်တော်တို့ဒီရန်နာလုပ်ငန်းရွှေနေရီလုပ်ငန်းကဒါအရင်ကြီးတာအရင်ရှိတာအရင်ကြီးတာတကယ်တမ်းကျွန်တော်အခုဆိုရင်ကျွန်တော်ထိုင်းရပစ္စည်းတွေကိုမြန်မာပြည်ကိုရောင်းပို့ပြီးတော့ရောင်းတဲ့ကိစ္စကျွန်တော်မလုပ်တော့ဘူးမလားကျွန်တော်အလုပ်တွေမနိုင်လို့ဒီရွှေနေရီလုပ်ငန်းတွေရန်နာလုပ်ငန်းတွေနဲ့ကျွန်တော်မနိုင်လို့မလုပ်တော့ဘူးကျွန်တော်ရောင်းမလေးကိုကျွန်တော်ထိုင်းရပစ္စည်းတွေဝယ်ပြီးတော့ပို့လိုက်တယ်သူကဆိုင်ဖွင့်ပြီးရောင်းတယ်ထားလိုက်ပါတော့ကျွန်တော်ဆိုမလုပ်နိုင်တော့ဒီ retail မလုပ်နိုင်တော့အခုရတဲ့လုပ်ငန်းတွေပေါ့နော်လုပ်လို့ရတဲ့လုပ်ငန်းတွေပေါ့နော်ဒါပေမဲ့အဲ့ဒီလုပ်ငန်းတွေလုပ်တော့ကလည်းဟိုအဲ့လိုလုပ်ငန်းတွေကအမှန်ဆိုနိုင်ငံခြားမှာရှိနေတဲ့သူတွေရင်းနှီးမလို့ဒါပေမဲ့ကိုကတော့ပြောသလိုကိုကကောင်းကောင်းပို့တတ်မယ်အမသိရဘလို့ပို့မှလဲ use your brain မျက်လုံးဖွင့်နားဆွင့်သူများဘလို့လုပ်နေလဲကြည့်သူများတွေကိုကြည့်သူများဘလို့လုပ်နေလဲကြည့်စမ်းကြည့်လုပ်ကြည့်သိလားအရှိန်ရသွားရင်ပြီးသွားပြီဘယ်သူမှသူများဝန်ထမ်းလည်းမလုပ်တော့ဘူးဟိုအိမ်အကူဆိုတာဝေလာဝေးပေါ့နော်အိမ်အကူဆိုတာဝေလာဝေးဘယ်သူမှသူများဝန်ထမ်းတောင်မလုပ်တော့ဘူးကိုယ်တိုင်လုပ်စမ်းကြည့်သိလားအဲ့ဒါလေးကလေချုံးအောင်ပြီးလူအကုန်လုံးကို message ပေးတာတယောက်ချင်းစီကိုတော့ရင်းနှီးပြောပြတယ်ဒါပေမဲ့ပြောပြရင်ရှည်တာပေါ့နော်အဲ့တော့အကုန်လုံးပြောတာ try ကြည့်ပါလုပ်ကြည့်ပါအစပဲလေးပဲအလဲပြန်ထားဘာညကွအဲ့လိုစကားကြီးတွေကျွန်တော်တိတ်မပြောတတ်ဘူးအဲ့ဗမာကားတွေကစကားတွေမပြောတတ်ဘူးလုပ်ကြည့်ဖြစ်အောင်လုပ်သူများဖြစ်ငါဖြစ်ရမယ်သူများဘယ်လိုလုပ်လဲကြည့်သူများလုပ်တာကြည့်ပြီးတော့ဖြစ်အောင်လုပ်ဖြစ်တယ်သိလားကိုယ်တိုင်လုပ်ကြပါလို့ပြောပြတာပါ see you